အော် okay okay အခုတည်းရောဆော့တော့လား ဆော့တာပေါ့ အဲ့ဒါ grandmaster နဲ့မတက်သေးဘူးပေါ့ တက်ခါနေကြဆေးရအဲ့လိုမျိုးလွတ်ထူ အားလုံးပဲမင်္ဂလာပါ Facebook ရဲ့ဖြေလားစီစီကနေကြိုဆိုပါရယ် bro ခဏလေး Facebook ရဲ့ဖြေလားစီစီကနေကြိုဆိုပါရယ်ညီမတို့ကမေကွန်း3ခုမေးပါပါမေကွန်း3ခုမှန်လို့ရှိရင်ညီမတို့ဘက်က9000လက်ဆောင်ပေးရမှာပေါ့နော်အဲ့တော့အခုဂိမ်းဆော့လား ဟုတ် ဂိမ်းဆော့လား ဆော့ရယ် mobile legend ပဲလား ဟုတ်တယ် ဘာဆော့လဲဘာ hero ဆော့လဲဘာဆော့တာကြိုက်ဆုံးလဲ Granger ပေါ့ Granger အိုး golden ဆော့တာပဲ Granger ပြတခြားဟာဆော့သေးလား ဆော့ရယ်ဂျောဆန်တို့ နောက်ပြီးတော့အခုလက်ရှိ run ကဘယ်လောက်ရောက်နေပြီလဲ အခုလက်ရှိ Grandmaster ပေါ့ အဲ့ဆိုလို့ရှိရင်မေကွန်း3ခုလေးမေးရမယ်ပေါ့နော် mobile legend နဲ့မှာတိုက်ကြီးဘယ်နှခုရှိလဲ မသိ မသိဘူး mobile legend နဲ့မှာတိုက်ကြီးဘယ်နှခုရှိလဲ တိုက်ဆိုတာ အဲ့လို The Abyss တို့ Monian Empire တို့အဲ့လိုဟာမျိုးတွေ 8ခုလောက်ရှိ ဟာအပြင်းမှန်ပါတကယ်တော့တိုက်ကြီး8ခုပါဂိမ်းတော်ဆော့ရတင်တယ်နောက်တစ်ခုက Dash ရဲ့ retreat မှန်အောင်ပောက်ရရဲ့လှုပ်ဝက်ချက်ကနံပါတ်1ရေချိုးရမယ်နံပါတ်2ထမင်းဝအောင်စားရမယ်နံပါတ်3လေ့ကျင့်ရမယ်နံပါတ်4ဖျားချက်ခိုးရပါမယ် လေးကျန် လေ့ကျင့်ရမယ် ထမင်းဝအောင်စား ဟာမှန်သွားပြန်ပြီတော်တာပဲအဲ့ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ခုကမင်းကိုတက်တဲ့ဟာမျိုးမေးလိုက်တော့မယ်ဒီ Chinese New Year ပေါ့နော်နှစ်တကူတရုတ်နှစ်တကူကလာရမယ်ဆိုတော့ဘာနှစ်လဲသိလားတရုတ်နှစ်တကူကဘာနှစ်လဲ အကောင်နဲ့ရမှာလား ဟုတ်တယ်အကောင့်နဲ့ခြေလင်းချောင်းပါတဲ့အကောင့်နဲ့ ခြေလေးကြောင့် ညင်ဟာမှန်သွားပြန်ပါပြီအဲ့ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ခုပဲအဖြစ်မှန်9000ရတော့မှာနော်ကျန်တယ်မှာမြင်းနဲ့တူတဲ့3កောင်ရှိပါတယ်အဲ့3កောင်ကဘာလဲ လီယိုမော့ လီယိုမော့ မဟုတ် ဟုတ်တယ်မှန်တယ်လီယိုမော့မှန်တယ်နောက်တစ်ခုက မပြီးတော့ဟိုကောင်အဲ့ကောင်ဟုတ်လီယိုမော့ပြီးသွားပြီ ပြီးသေးဘူးလီယိုမော့ခုန high loss ဆိုပဲပြောလိုက်တာ ရဟိုက် လီယိုမော့ပြောလားသွားပြီလား လီယိုမော့ နောက်တစ်ခါတက် ဟိုက်လို့ high loss okay နောက်တစ်ခါကျန်သေးတယ်3កောင်ပြပြရမှာ high loss ကမှန်ပါ sorry ပါအဖြေကို spoil လိုက်တယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ရအောင်ကြိုးစားကြည့် မိုင်းလေးကြတယ်မှာဒီဟိုမြင်းနဲ့တူတဲ့ကောင်နော်မြင်းတေချာစက်ကြီးဘေးပတ်ဝန်းကျင်မှာလည်းရှိရယ်မောင်လေးရီကြီးသွားပေါင်ရီကြီးအတန်ထောင်ရီကြီးဟုတ်တယ်လေမောင်လေးကမြင်းလေ3កောင်ဆိုမှတော့မောင်လေးပါတာဗောโอเคဘလူးပဲဖြစ်ညီမတို့နောက်ဆုံးမေကွန်မှာ3កောင်ကတော့အဖြေမှန်မရှိပါဘူးပေါ့နော်အဲ့တော့အရှိမ2កောင်ဖြေခဲ့ရတယ်အဆင်ပြေပါပြီအဲ့တော့မောင်လေးကိုလက်ဆောင်အနေနဲ့9000ပေးပါမယ်အဲ့တော့မောင်လေးကိုအဖြေမှန်သွားတဲ့အတွက်မမက KP ကနေပြီးတော့9000လက်ဆောင်ပေးလိုက်ပါပြီအဲ့တော့တခုတော့ရှိရယ်မောင်လေးဂိမ်းနေအရန်စော့နေတာအမမြင်ရတော့အမေဖေးကမစူးလား စူပါဗျ They ask you how you are, you just have to say that you're စူးပါတော့ဘလို့စော့လဲ စူပါဆိုဘယ်လိုဆော့လဲဆိုတော့ ကိုစော့တာ အရင်တော့ရရင်မနက်ဆော့တယ်မနက်ဆော့တယ်ပြီးရင်နေ့လယ်ဆော့တယ်ပြီးရင်ညဆော့တယ်နောက်ပိုင်းကျတော့ဒီចောင်းသားနဲ့ဆိုတော့မနက်နဲ့ညနေဆော့တယ် အော်โอเคအခုတည်းရောစော့တော့လား ဆော့တာ အဲ့ဒါ grandmaster နဲ့မတက်သေးဘူးပေါ့ သူကဟာတက်ခါနေကြဆေးရအဲ့လိုမျိုးလွတ်ထိုးတာဆေးရတော့လွတ် ဟုတ်တယ်ဆေးရတော့အများကြီးထိုးကြရတယ်မောင်လေးအဲ့တော့မောင်လေးအိမ်မော်တရအောင် fight တင်ပါ